အခုဒီနေ့ပြပြပေးမှာတော့ exam မှာဝင်ငွေထွက်ငွေစဉ်ဘယ်လိုဆွဲမလဲ exam မှာဝင်ငွေထွက်ငွေစဉ်ဆွဲချင်တယ်ဆိုရင်ခြားရမယ့် title လေးကိုအခုဒီ video လေးမှာပြပြသွားမှာဖြစ်ပါတယ်ရှင်ကိုယ့်ရဲ့ဝင်ငွေထွက်ငွေလေးတွေကို exam မှာမှတ်ထားချင်တယ်ဆိုရင်အခု video လေးကို like ကြည့်ပေးလို့ရပါပြီရှင်အခုဒီပေးထားတဲ့ title လေးတွေကိုခြားရမယ်အရင်ဆုံး dateနော် date ဆိုတာကိုငွေဝင်လာတဲ့ရက်စွဲပေါ့ငွေထွက်သွားတဲ့ရက်စွဲပေါ့ပြီးရင် particular ဆိုတာကျတော့အကြောင်းအရာလေးပေါ့ကိုငွေဝင်ငွေထွက်တဲ့အကြောင်းအရာလေးပြီးရင် income ဆိုတာကျတော့ဝင်ငွေကိုပြောတယ် expense ဆိုတာကျတော့ဒါထွက်ငွေပေါ့ balance ဆိုတာကျတော့ဒီ income ထဲကနေ expense ကိုနှုတ်ပြီးတော့ဒီရလာတဲ့ဒီလက်ကျန်လေးပေါ့ပြီးရင် remark ဆိုတာကျတော့ကိုကဒီငွေကဘယ်ကနေဝင်လာလဲဘယ်ကနေဘလို့ထွက်သွားလဲဆိုရဲမှတ်ချက်လေးရေးချင်တဲ့အခါမျိုးမှာသူ့ကိုသုံးလို့ရပါတယ်။ခေါင်းစဉ် title လေးချပြီးသွားပြီဆိုရင်ဒီ title လေးနဲ့အောက်တစ်ကြောင်းလေးကိုသွားပြီးတော့ select ပေးမယ်။ select ပေးပြီးရင်သူ့ကိုသွားပြီး table တိစောင်းမယ်။ table တိစောင်းဖို့ဆိုရင် insert ထဲက table ဆိုတာလေးရှိတယ်။ဒါမှမဟုတ်ရင် keyboard ကနေ control ရဲ့ T ရဲ့နှိပ်လဲရတယ်။ကိုကြိုက်တာလေးသုံးပေးလို့ရတယ်။ table လေးနှိပ်လိုက်မယ်ဆိုရင်ဒီ box လေးကြာလာမယ်ဒီ box လေးကြာလာပြီဆိုရင်ဒီ my table has header ဆိုတာလေးမှာအမှန်ချစ်ပြီးမယ်ဒါကဘာကိုပြောတာလဲဆိုရင်အကယ်၍ header မရှိဘူးလို့ပြောလိုက်တယ်ဆိုတော့ဒီမှာ header လေးတွေသွားပြီးတော့ချပြီးမှာဒီမှာကို့မှာ header ခေါင်းစည်းလေးတွေရှိပြီးသားဖြစ်တဲ့အတွက်အခု undo ပြန်ခေါ်လိုက်မယ်ဒီ insert တွေကိုသွားမယ် table ဆိုတာလေးကိုနေ my table has header ဆိုတာလေးကိုအမှန်ချစ်ခဲ့မယ်ဆိုရင်ခုနကခေါင်းစည်းလေးတွေပါလာတော့မှာမဟုတ်ဘူးဒါကြောင့် my table has header ကိုသွားပြီးတော့တိကျအမှန်ချစ်ပေးဖို့လိုပါတယ်ပြီးရင် date ဆိုရင်ဒါထားပါတော့ဒီနေ့ date လေးเนาะဒီနေ့ date လေးမှာကိုကငွေဝင်လာတယ်ဆိုရင်ငွေဝင်လာတယ်နော်ပြီးရင်ငွေထွက်သွားတယ်ဆိုရင်ငွေထွက်သွားတယ်သူ့ကိုသွားပြီးတော့စည်ရင်မှတ်လို့ရတယ်ဒိတ်ရေးမယ်ဆိုရင်အဓိကရေးတဲ့အခါမှာဒိတ်ရေးတဲ့အခါမှာအရေးကြီးဆုံးကကိုယ့်ရဲ့ကွန်ပျူတာဒိတ်ကိုကြည့်မယ်ကိုယ့်ရဲ့ကွန်ပျူတာဒိတ်ကရက်အရင်လာတယ်ဆိုရင်ရက်အရင်ရေးမယ်ကိုယ့်ရဲ့ကွန်ပျူတာဒိတ်ကလအရင်လာတယ်ဆိုရင်လအရင်ရေးမယ်ဒီမှာဒီကွန်ပျူတာလေးကတော့ကွန်ပျူတာဒိတ်မှာရက်အရင်လာတာဖြစ်တဲ့အတွက်ဒီနေ့ရက်ဆိုရင်14ရက်ပေါ့17လ2025ဆိုပြီးတော့ရေးပေးလို့ရတယ်အကြောင်းရင်းပေါ့နော် particular မှာကိုကဒါရောင်းလိုက်တာနီးမှာဝင်ငွေရလာတယ်ဆိုရင်စေးပေါ့ဘလောက်ဝင်လာလဲထားပါတော့ဒီနေ့2သိန်းဝင်တယ်3သိန်းဝင်တယ်ပေါ့ကိုရေးချင်တဲ့ဒါ amount လေးကိုသွားပြီးတော့ရေးပေးမယ်တက်ကြီးလေးခုံမယ်ပေါ့ပြီးလို့ရှင်ဒါ remark ဆိုရင်လည်းဒါကိုremark ပေးမှတ်ချက်လေးရှိတယ်ဆိုရင်သွားပြီးတော့မှတ်ထားလို့ရတယ်ပေါ့ပြီးရင်နောက်တစ်ကြောင်းဒါဒီနေ့ရက်ဆွဲနေပဲဒီရက်ဆွဲလေးပြန်လို့ချင်တယ်ဆိုရင် control ဖိပြီးတော့ဆွဲချမယ်ပြီးရင်ဒီမှာရောင်းလိုက်တာအနေငွေဝင်တယ်ပြီးလို့ရှင်ကိုသုံးလိုက်တဲ့အသုံးစိတ်ပေါ့နော်ကိုသုံးလိုက်တဲ့အသုံးစိတ်ကဒီလုပ်ငန်းသုံးအသုံးစိတ်ဒလီတွေခါခါတွေကိုကုန်ကြရတဲ့ကုန်ကြစိတ်တွေဒီဇရိတ်လေးတွေကိုသွားပြီးတော့မှတ်ချင်တယ်ဆိုလဲဒီမှာသွားပြီးတော့ကုန်ကြစိတ်လေးမှတ်မယ်မှတ်ချက်ကလည်းဒီမှတ်ချက်လေးရှိတယ်ဆိုရင်ကိုမှတ်ချင်တဲ့မှတ်ချက်လေးကိုသွားပြီးမှတ်ပြီးလို့ရတယ်ဒီ balance ကကျတော့ညီမကျင်ထိုးထားပြီးတော့ဒီ income ထဲကနေပြီးတော့ expense ဆိုတာလေးကိုနှုတ်ပေးမယ်ပြီးရင် enter လေးခောက်ပြီးထားမယ်ဆိုရင်ဒီမှာအဖြေလေးတွေက auto ရနေမယ်ပြီးရင်သူ့ကို total လေးထုတ်ထားခြင်းနဲ့ဆိုရင်ဒီ table ထဲမှာ select လေးပေးထားဖို့လိုတယ် table ထဲမှာ select လေးပေးထားပြီးတော့ဒီ table design ထဲကနေ total row ဆိုတာလေးကိုအမှန်ချက်ထားလိုက်မယ်ဆိုရင်ဒီမှာကိုက total တွေသွားပြီးတော့တခါတည်းထုတ်ထားလို့ရတယ်ဒီနေရာမှာလာပြီး sum ပေါ့စုစုပေါင်းလေးထုတ်ထားခြင်းနဲ့ပေါ့ဒီမှာဘာမှမရေးစေချင်ဘူးစာတွေပဲဆို none ဆိုပြီးပေးလိုက်လို့ရတယ်ဒီမှာလည်းအဖြေထုတ်ထားခြင်းနဲ့ဆိုရင်ဒါ sum ဆိုပြီးတွားပြီးထုတ်ထားလို့ရတယ်ဒီအောက်မှာလည်းအဖြေထုတ်ထားခြင်းနဲ့ဆိုရင်ဒီမှာတွားပြီး sum ဆိုပြီးတော့ထုတ်ထားလို့ရဒီမှာစုစုပေါင်းဝင်ငွေဒါစုစုပေါင်းထွက်ငွေဒါကလက်ကျန်ပေါ့နော်ဝင်ငွေထဲကနေထွက်ငွေကိုတခါတည်းနှုတ်ပေးတဲ့ဒီလက်ကျန်လေးပေါ့ table name က cash flow ဖြစ်တဲ့အတွက် cash flow ဆိုပြီးတော့နာမည်ပေးလိုက်မယ် cash flow အနားလေးခေါင်းမယ်ပြီးရင်ဒီမှာအဖြေလေးထုတ်ဖို့ညီမချန်လေးထိုးမယ် sum တက်ကြီးလေးခုံမယ်ပြီးရင်ဒီမှာ table name က cash flow ဖြစ်တဲ့အတွက် CASA cash flow တွေအောက်မှာပေါ်လာပြီဆိုတက်ကြီးလေးခုံပြီးရင်ကိုလိုချင်တဲ့အဖြေက balance ဆိုတော့ဒီသူ့ရဲ့လက်ကျန်တစ်ခါတည်းနှုတ်ပြီးတာအဖြေလေးကိုလိုချင်တယ်4000ခွန်လေးပြန်ပိတ်မယ်လက်တဲခွန်လေးပိတ်အနာလေးခောက်ဆိုဒီမှာကိုဝင်ငွေထွက်ငွေတုံးလိုက်တဲ့ဇင်းလေးကိုသူကဒီမှာလာပြီးတခါတည်းပြပေးမယ်
ဒီစင်းလေးတွေကိုကိုကတခါတည်းငွေကြေးပုံစံဒေါ်လာဆိုင်လေးနဲ့ပြချင်နေဆိုရင်အဲ့ဒီအကွက်လေးတွေကိုသွားပြီးတော့ select ပြီးဒီမှာ control ဖိပြီးဒီအကွက်လေးကိုလည်း select ပြီးဒီမှာတခါတည်းဒေါ်လာဆိုင်လေးတက်မယ်ပြီးလို့ရှင်တရမတွေဖြုတ်ချင်နေဆိုရင်လည်းဖြုတ်ပြီးမယ်အဲ့စဲမှာခုနလိုမျိုးပေါ်နေရဆိုအဲ့ဒါမဆန့်ဆိုတဲ့အဓိပ္ပာယ်ပါကိုကဆန့်ချင်နေဆိုအကွက်လေးတွေကိုသွားပြီးတော့ဆွဲပြီးတော့ချဲပြီးလိုက်လို့ရပါတယ်ဒါလေးကအိမ်စင်းမှာကိုအလွယ်တကူတရက်ဝင်ငွေစင်းထွက်ငွေစင်းလေးကိုဖန်တီးချင်နေဆိုရင်ဒီအတိုင်းလေးသုံးလို့ရပါတယ်ရှင်ဒီဗီဒီယိုလေးကလိုအပ်တဲ့လူတွေအတွက်ကြိုးရှိမယ်ထင်ပါတယ်ရှင်